မော်လမြိုင်တွင်ကြာဆုံးစစ်သည်များအတွက်ချထားပေးသည့်မြေကွက်များကိုကဆတ်ထားမှုလေးဗိုလ်ချုပ်ကျော်လင်းမောင်ဗိုလ်မှူးကြီးတိုးလင်းဗိုလ်မှူးကြီးညံမင်းစောဗိုလ်မှူးကြီးဝေနိုင်စိုးဗိုလ်မှူးကြီးမျိုးမင်းအောင်ဗိုလ်မှူးကြီးနေယူမိသားစုဝင်များကရယူထားမွန်ပြည်နယ်မော်လမြိုင်မြို့တွင်ကြာဆုံးစစ်သည်များအတွက်ချထားပေးသည့်မြေကွက်များကိုကဆတ်ထားမှုလေးဗိုလ်ချုပ်ကျော်လင်းမောင်ဗိုလ်မှူးကြီးတိုးလင်းဗိုလ်မှူးကြီးညံမင်းစောဗိုလ်မှူးကြီးဝေနိုင်စိုးဗိုလ်မှူးကြီးမျိုးမင်းအောင်ဗိုလ်မှူးကြီးနေယူတို့၏မိသားစုဝင်များကရယူထားကြောင်းစစ်ဖက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်2025ခုနှစ်စက်တင်ဘာလအတွင်းတိုက်ပွဲအတွင်းကြာဆင်းစစ်သည်များအတွက်ပထမဆုံးအကြိမ်ဖြစ်မြေကွက်များချထားပေးခဲ့ကြောင်းရင်းတို့ချထားပေးစဉ်တိုင်းမှုမှာလက်ရှိကဆတ်ထားမှုလေးဖြစ်နေသူဗိုလ်ချုပ်ကျော်လင်းမောင်ဖြစ်ပြီးလက်ရှိတိုင်းစစ်ဌာနချုပ်တွင်တာဝန်ထမ်းဆောင်နေရင်ကြာဆုံးသူများကိုသာမြေကွက်ချပေးမည်ဟုဆိုကာကြံရစ်သူစစ်သည်များ၏မိသားစုများကိုမြေကွက်များပေးအပ်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်အဆိုပါမြေကွက်များကိုရခိုင်တိုင်းမှုယခုကဆတ်ထားမှုလေးဗိုလ်ချုပ်ကျော်လင်းမောင်ဗိုလ်မှူးကြီးတိုးလင်းဗိုလ်မှူးကြီးညံမင်းစောဗိုလ်မှူးကြီးဝေနိုင်စိုးဗိုလ်မှူးကြီးမျိုးမင်းအောင်နှင့်ဗိုလ်မှူးကြီးနေယူတို့နှင့်နှိစက်သူများကရရှိခဲ့ကြကြောင်းသိရှိရသည်ထို့ပြင်2026ခုနှစ်မတ်လအတွင်းဒုတိယအသုတ်ဖြစ်ကြာဆုံးစစ်သည်များအတွက်မြေကွက်များထပ်မံချထားပေးရာတွင်လည်းအမှန်တကယ်ကြာဆုံးသောစစ်သည်များနှင့်အရာရှိများကိုမြေကွက်များပေးအပ်ခြင်းမရှိဘဲဗိုလ်ချုပ်ကျော်လင်းမောင်၏ဇနီးဖြစ်သူမိမိညိုမီအောင်ကဦးဆောင်၍မြေကွက်များကိုအရာရှိများ၏ဇနီးများအတွက်သာပြန်လည်ချထားပေးခဲ့ကြောင်းသိရှိရသည်ကြာဆုံးစစ်သည်တွေအတွက်ဖော်ပေးတယ်လို့အကြောင်းပြပြီးအမှန်တကယ်ကြာဆုံးစစ်သည်တွေကိုတော့အနှဲငယ်ပဲပေးပါတယ်အရှိတောင်တိုင်းစစ်ဌာနချုပ်ကတာဝန်ရှိလူကြီးတွေကပဲသူတို့နာမည်နဲ့တမျိုးသူတို့မိန်းမတွေနာမည်နဲ့ထက်ခါခွဲဝေယူနေကြတာပါဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်